မြစ်နာတဲ့ဒီစေက တဲ့မော်တော်တဲ့ဆိုင်တဲ့မော်တော် မြူသေးကနေမှလာစီတေး ဆောင်းပန်ကမန္တလေးက7နိုင်တော့ထွက်ပေါ်ရတယ်ပြင်ဆင်နေဖြစ်ပါတယ်စီတေးပေါ်ရစောင့်နေတာဖြစ်တယ်ကျွန်တော်စီတေးလေးချင်းကတလီတာကို2600မန္တလေးကမန္တလေးဒီလိုစိတ်နာဒီမို့ချင်းဘက်ကကနော်ဂျီနာဒါတော့ကျွန်တော်စကိုင်းတာစကိုင်းတာတဲ့တော့ပြန်လို့ရမယ်နော်ဒါတိတ်ကနေကျွန်တော်တွားနေတာရှုပ်ဒီမဲ့လေဒီစကိုင်းတာဟောင်းကျိုးနေတာပြက်နေမလင်းချောင်းပြက်နေစိတ်ကြမှာကြတဲ့ချင်းစကိုင်းတောင်စကိုင်းတာဒါဟောင်းဒီအနေနဲ့ချာအလုံးစုံတီချီရှုပ်ခေါ်တယ်အဲဒီလမ်းပူလို့ဖုံလန်းရွှွန်လန်းကနေတော့တာဖြစ်တယ်ရွှေဘူးအကျော်မှာကျွန်တော်တို့အိပ်ရတယ်ဘန်ဂလိုထက်လို့ရွှေဘူးဒါကျွန်တော်ညအိပ်ရမယ်ဘန်ဂလိုလေးဖြစ်ပါတယ်ကဲကျွန်တော်အခန်းဖြစ်ပါအိပ်ရတယ်ညပါအချင်းထောင်းနဲ့စောင်းနဲ့ဟယ်လိုဒါပဲရှိတယ်ဟာဒီများအိပ်ထားတဲ့မိုက်တယ်ဒီတိုင်းပဲတဲ့ဒီတိုင်းပဲတဲ့အိပ်တဲ့ညပြန်အိပ်ရတာပဲအဲ့ဒီစောင်းအဲ့ဒီချင်းထောင်းအဲ့ဒီဖြာဒီပါတယ်ကြာ wifi လေးရတယ်တဲ့ဒါနဲ့ပဲပြန်အိပ်ရဟာဟိုမှာရေးထားတယ်ဟောနိုင်ငံရေးမကောင်းလို့မပိတ်ထားတာဟုတ်လားဒီများလည်းအဲ့လို Okay နော်ဒီခန်းအကုန်လုံးအဲ့လိုပဲခန်းယူလိုက်ပြီနော်ဟုတ်ပြီဒါတော့မှကျွန်တော်တို့လေးတော့လေးပေးဖို့ဆောင်ဒီတိုင်းပဲပေါ့မဟုတ်လို့ရှိရင်တော့ကျွန်တော်တို့အများနီးတူဟိုမှာ Okay စားတော့ဆိုင်နားမှာတန်းစီလေကားမပေါက်လားမှာချပူးကြိုက်တယ်လေကားပေါက်လားချပူးကြိုက်ရေချူခန်းအိတ်တာရောဒီမှာဆိုအိတ်နေထားထိုင်နေကြဘယ်လိုလဲဒီမှာချပူးကြိုက်လို့မိုက်တယ်သူတော့တယ်ပေါ်ရဆန်းဆန်းလေးအိယာပြင်ပေးနေတာဖြစ်ပါတယ်အိယာပြင်နေဆိုတော့ထူးမဟုတ်ပါဘူးโอเคเนาะဒီမှာလဲတန်းရှင်းလို့နော်အိတ်သွားတဲ့အိယာတွေပြန်ခောက်ပြီးမှပြန်ဒီမြဦးသားအောင်မဟုတ်ရင်လည်းစတဲ့လူများလာပေးတာမဟုတ်ဘူးပစ္စည်းလေးတာမရှိဘူးဟုတ်လားကျုံရနေတိုင်းစီလေးလို့ပေါ့ဒီပစ္စည်းလေးပါလေးပေးပါဦးဒီညာနဲ့ကျွန်တော်ရှေ့ဟိုဘက်တမဘုံမီချန်ခဲ့ရလဲယူသွားတယ်နော်ဒီမှာပဲခေရအင်တာရေးချုပ်ခန်းပဲမလားအင်တာရေးချုပ်ခန်းဟုတ်ပါဒီလားဒီမှာညအပြစ်မတော်ရင်ရှူပေါ့လို့ရလားဒီမှာရလားဒီမှာလေโอเคကျေးဇူးတင်နေစားတော့ဒီလိုကတော့ဒီလမ်းပဲကျွန်တော်အိတ်ဆိုင်ကျွန်တော်နားတဲ့ဆိုင်သမင်းဆိုင်ဘေးမှာဘန်လိုလေးလောက်ထားအကုန်လုံးအေးမြစ်နာသွားတယ်လားနောက်မနေ့6နာရီမှကျွန်တော်ပြန်ပြီးမှခီးစေရတယ်ပါလေကဲမနေ့6နာရီခီးစေပါပြီဒီလိုလမ်းခီးနေတော့ဒီအိုင်တော့မလို့ထောင်းနဲ့ကျွန်တော်အေကောနဲ့ပြင်ပြဆိုဘာတကာခွင့်ဟာတို့ရေကျွန်တော်တို့ကားတမမြန်မောင်းတာရဲမြန်လို့နဲ့ဆိုထားတဲ့ကားလေးကိုလုံးနဲ့ရှင်းပြအောင်ရှင်းစမ်းใจดีครับตัวนี้มีการเล่นซ่องตัวเราลง
လာပြီဆိုတော့ဒီနေရာတွေကတော့ထိုင်နေရုံတော့လို့မရရှူချိုးတော့လို့အဲကြောင့်3 ရက်5ရက်ကြာပြီဆိုတော့ကျွန်တော်6ရက်ကြာတွေ့ထားတဲ့ချိန်တော့ရတယ်အတန်းလေးဟိုပါတယ်ကျွန်တော်အားလုံးလည်းကြည့်လို့ရတရားစီနေပြန်ကြည့်လို့ချို့နေရာဆိုဟိုပေချိုနှစ်ပေလောက်နစ်ထူတော့အားလုံးမရှိဘူးကျွန်တော်တွေ့တယ်ကျွန်တော် max ပါတယ် max ပါတယ်ကျွန်တော်ကောင်းတယ်နော်ကျွန်တော်ကောင်းတယ်လမ်းကောင်းတယ်တော့ဒီတော့ကောင်းတယ်ဖြည်းနေတော့အားတကားပြေးလို့မရဘူးကောင်းတယ်သူဟိုရှူရင်းပေါ့ဟိုရှူရင်းတော့ခဲ့တာပဲလို့ဒီစနေကောင်းပါတယ်လမ်းမှာကျွန်တော်ညညအေးရတယ်ရှူလို့ရောက်ရှိမှတညညပေါ်ကျွန်တော်ညမှာတညဒီစနေရောက်တော့မန္တလေးကနေလာတယ်ကျွန်တော်ဒီဟိုဒီလည်းရွှေမောလာတယ်လုံးကြီးနဲ့ပင်နေရောအိတ်ရောမလဲလာလို့ဒီလိုလေစတဲ့လမ်းလုံးပုံလမ်းထဲမှာတော့ခဲ့ရတယ်ရှင်းစီကားနဲ့ဒါစီကျွန်တော်ကားဆက်အမောချန်ဒီမောင်းအားစရာလဲမူနီစားတယ်မူနီရဆိုတော်လေးမြင်နေမောင်းတယ်လမ်းကြိုတိအဲကျွန်တော်တို့မန္တလေးကနေအရင်ကတ္တရလမ်းတိုင်းပို့မန္တလေးနဲ့ထွက်လာတဲ့စပိန်တိုင်းရောက်ပြီဆိုတော့ဘုံတော်လမ်းရောက်သွားတယ်ဘုံတော်လမ်းစီရောတီအဲဒီဘုံတော်လမ်းသွားတယ်အဲကနေဒီမှာကျွန်တော်ရတော့ပဲပြန်လာဒီဘုံလမ်းတော်လမ်းတဲ့ပြန်သွားတယ်အဲဒီမှာကျွန်တော်ရှုပ်ပြန်ပေါ်တယ်ရှုပ်ဘူးကျွန်တော်တို့ကွင်းလမ်းထဲမှာကနေပြီးမှလမ်းပေါ်ပြင်ရောက်တာနဲ့ကျွန်တော်တို့ကားပင်းပေါက်တယ်နော်ကားပင်းနော်ပင်းပေါက်တော့ကျွန်တော်တို့ပြန်လဲရတယ်ဒါတော့ကျွန်တော်တို့ဒီတရားလမ်းအားလုံးပေါင်းပြီးတော့နေလီတော့ဒီနေရတယ်လီတော့လည်းမစီကားတွေတန်းစီလူပေါင်းရှောင်းနေရတယ်နောက်ဆုံးစီဗီလေးနေရှောင်းလီတော့လည်းမပြအားနမ်းလို့တော့လည်းဖြစ်အားနမ်းတဲ့တော့လည်းကျုံးရှိဒီလိုမျိုးနေရဝင်ကြတုံးနာတော့ကိုတုံးနာတော့ကြောင်းမောင်းပြီးတော့ကတ်တယ်လမ်းပေါ်မေးစာတိရောက်လို့ကျွန်တော်ကားလမ်းပေါ်မေးစာနဲ့တော့တောက်လျှောက်ကျွန်တော်ဒီအမွန်းကြီး
နေတော့ကျွန်တော်တော့ shop ကျွန်တော်မောဟန်စီအောင်ပြီးတော့ကျွန်တော်ကျွန်တော်တို့ ကဲရှူမလာတဲ့အဖွဲ့ မနေ့စားစားတယ်အာတကယ် ဆိုတော့နေရာ3ရက်လောက်ထိုင်ရတဲ့နေရာပေါ့ ဆိုမွန်ကြီးတယ်အဲ့ဒီမွန်ကြီးမှာမွန်ကြီးထွက်တယ်ရန်ကောင်းတယ်ကျွန်တော်တို့မှလူစီပါတယ်ဒီဆိုင်လာမယ်ကျွန်တော်လည်းဆက်ထလာခဲ့นี่เลยตนาอยู่นะကျွန်တော်ကောင်းမွန်စာနဲ့မန္တလေးမြစ်နာခီကိုနေရက်နေညမတုံးရက်နေညနဲ့ကျွန်တော်